တောင်အမေရိကရဲ့ IS ဖြစ်လာတဲ့ကျွန်တော် Ecuador အကြောင်းလေးပြောအောင်ပေါ့နော် Ecuador ကလာမဲ့ကမ္ဘာဖလားမှာအောင်မြင်ပါလိမ့်မယ်ဆိုတော့ Ecuador ကိုပြောလိုက် Ecuador အကြောင်းလို့ပြောမယ်ဆိုရင်ကျွန်တော်ကြည့်ရှုမဲ့ပြည်သက်နည်းမယ်ဆိုတော့လည်းသိတယ်စိတ်ဝင်စားဖို့နည်းမယ်ဆိုတော့လည်းသိတယ်ဒါပေမဲ့ Ecuador အသင်းရဲ့နောက်ွယ်မှာတကယ်ကိုစိတ်ဝင်စားစရာကောင်းတဲ့အကြောင်းအရာတွေရှိနေတယ်ဆိုတော့ဒီအကြောင်းအရာတွေနဲ့တူအခုကျွန်တော်တို့ Asma Redas เนาะ Asma Redas ပြီးတော့ Ecuador ရဲ့မြို့တော် Quito ဒီ Quito မြို့အနီးက Sankoki နော် Sankoki အကယ်ဒမီလေး IDV ဒီကနေပြီးတော့ဒါပြီးခဲ့တဲ့2026 UCL Final ဖြစ်တဲ့ Budapest Hungary မှာကျင်းပတဲ့ Budapest မှာပြီးတော့အခုဒီအမေရိကန်ကမ္ဘာဖလားထိရောက်လာမယ်လူငယ်လေး2ယောက်လည်းပါဝင်နေတယ်ဆိုတော့ဒီအကြောင်းအရာတွေကိုကျွန်တော် Ecuador အသင်းဘာကြောင့်ကမ္ဘာဖလားမှာအောင်မြင်နိုင်လဲဆိုတော့အကြောင်းအရာနဲ့ချိတ်ဆက်ပြီးတော့ကျွန်တော်ဒီဗီဒီယိုကနေသုံးသပ်တင်ပြပေးမှာဖြစ်ပါတယ်ခင်ဗျာPress MU ပြည်သက်များအားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်တို့ Ecuador ပေါ့နော်တကယ်နာမည်ကတော့ Ecuador လို့ခေါ်တာပေါ့နော်ကျွန်တော်တို့မြန်မာဆိုတော့ Ecuador ပဲပြောကြတာပါဆိုတော့ Ecuador ကတောင်အမေရိကရဲ့ IS ဖြစ်လာတယ်ဥရောပရဲ့ကင်းထောက်တွေအများစုက Ecuador မြို့တော် Quito အနီးမှာခြေရှုပ်နေကြတယ်เนาะအရင်တော့လို့သူတို့ Brazil မှာမဟုတ်တော့ဘူးเนาะပြီးတော့ Argentina မှာမဟုတ်တော့ဘူးဒီ IS မှာမဟုတ်တော့ဘူးအခုကEcuador ကဘာကြောင့်ကမ္ဘာဖလားမှာအောင်မြင်နိုင်လဲဆိုတဲ့အကြောင်းအရာတွေကိုကျွန်တော်တို့စဉ်းစားတဲ့အခါမှာ Ecuador ဆိုရင်ကျွန်တော်လွန်ခဲ့တဲ့10နှစ်15နှစ်ကိုပြန်ရေးကြည့်လိုက်မယ်ဆိုရင်ဘယ်လိုမြင်ကြလဲပြည်သက်တွေကဘယ်လိုထင်လဲပေါ့နော်။ဘာနဲ့နာမည်ကြီးရထင်လဲပေါ့။ Ecuador ကကျွန်တော်လွန်ခဲ့တဲ့15နှစ်ကိုပြန်ကြည့်လိုက်မယ်ဆိုရင်တော့ကျွန်တော်တို့သိတာကဗျာသူတို့ရဲ့အိမ်ကွင်းမြို့တော် Quito မှာရှိတဲ့အိမ်ကွင်းဟာပင်လယ်ရေမျက်နှာပြင်တက်ပေပေါင်း9350အထက်မှာရှိတယ်။ဒါကလေထုသိပ်သေးစားနည်းမယ်အောက်ဆီဂျင်နည်းမယ်ဘိုလီဗီးယားလောက်မမြင်ဘူးဆိုရင်ပဲပြိုင်ဘက်အသင်းတွေလာကစားတဲ့အခါဥပမာဘရာဇီးကလာတဲ့အခါချီလီကလာကစားတဲ့အခါအာဂျင်တီးနားအသင်းလာကစားတဲ့အခါခက်ခဲတဲ့ကွင်းအဖြစ်နာမည်ကြီးတယ်နော်ဆိုတော့ Ecuador ကအဲ့ဒါနဲ့နာမည်ကြီးတော့ပြီးတော့ကျွန်တော်တို့သိခဲ့တဲ့ Anthony Valencia ပေါ့လေဒါ Ferguson ရဲ့အားကိုးခဲ့ရတဲ့တပည့်နော် Weekend နဲ့ United အသင်းခေါင်းဆောင်ဟောင်းလို့တော့ပြောလို့ရတဲ့အနေအထားပေါ့နော်ဒီကစားသမားနဲ့သိတယ်ပြီးတော့သူတို့ရဲ့ကစားပုံဆိုမှာကြောမယ်ရုပ်ပိုင်းဆိုင်ရာအားကောင်းမယ် aggressive ဖြစ်မယ်မြန်မယ်ဆိုတော့ဒီဟာတွေနဲ့သိကြတယ်ဗျာဆိုတော့ဒီ Quito မှာလာကစားတဲ့အခါပြန်မဲ့တွေဘာလို့ခက်လဲဆိုတော့ဒီဒေသမှာဒီ Ecuador မှာရှိတဲ့ကစားသမားလေးတွေရဲ့အဆုတ်ကအားကောင်းတာဘာလို့ဆိုတော့ဒီပတ်ဝန်းကျင်ပေါ်မူတည်ပြီးတော့ဒီခန္ဓာဗေဒကလိုက်ပြီးတော့ပြောင်းလဲပေးတာဥပမာ Tibet လူမျိုးတွေဆိုရင်ဒီကုန်းမြင့်ဒေသပေါ့နော် Tibet လူမျိုးတွေဆိုရင်သူတို့ရဲ့အဆုတ်ကိုရင်ခွဲကြည့်လိုက်မယ်ဆိုအဆုတ်ကြီးအကြီးတွေလို့ကျွန်တော်တို့သိရတယ်ဒီလိုပဲဒီ Ecuador ကိုလာကစားရင်ဘာကြောင့်ခက်ခဲလဲဆိုတော့အဲ့ဒါကြောင့်ပဲကစားအားကွာသွားတယ်ဆိုတဲ့အနေအထားမျိုးပေါ့နော်ဆိုတော့ဒါကလွန်ခဲ့တဲ့10နှစ်15နှစ်အခုကျတော့အဲ့ထက်ပိုပြီးတော့စိတ်ဝင်စားတာကောင်းတဲ့အကြောင်းအရာတွေရှိလာနေပြီဒီ Asma Redas ကနေကလေးလေး2ယောက် Asma Redas ဆိုတာကျွန်တော်တို့ Ecuador ရဲ့ဘယ်လိုပြော Pacific သမုဒ္ဒရာနဲ့ထိစပ်နေတဲ့ကမ်းရိုးတန်းမြို့တော်လေးဒီမြို့တော်လေးကစီးပွားရေးမြို့တော်လည်းမဟုတ်ဘူးမြို့တော်လည်းမဟုတ်ဘူးပေါ့နော်ဆိုတော့စီးပွားရေးမြို့တော်လည်းမဟုတ်တဲ့အခါမှာစီးပွားရေးကျက်တဲတယ်ဒီမှာရှိတဲ့ဘောလုံးဝါသနာပါတဲ့ကလေးလေးတွေကဘောလုံးအကယ်ဒမီကိုတက်ရောက်ခြင်းတဲ့အခါတက်ရောက်ခွင့်မတက်နိုင်ကြဘူးပေါ့လေတစ်ဖက်မှာလည်းပညာရေးရှိတယ်စာဝတ်နေရေးရှိတယ်ဆိုတော့ဒါမြို့တော် Quito နီးက Sankoki ဆိုတဲ့မြို့လေးက IDV ဆိုတဲ့ club ပေါ့နော် IDV ဆိုတာအရှေ့ကောက်ကတော့ Independiente del Valle ပေါ့နော် del Valle ပေါ့ဒီ academy ကနေပြီးတော့သူတို့ Asma Redas ကိုတွားပြီးတော့ကင်းထောက်တွေကိုစေလွှတ်တယ်ဆိုတော့ Asma Redas မှာအဲ့ကလေး2ယောက်ရှိခဲ့တယ်ပေါ့နော်အခုပုံမြင်လေးလို့ပြောရရင်တော့ Hincapié နဲ့ William Pacho နဲ့ဒီကလေး2ယောက်ကဒီ Sankoki ကိုရောက်လာတယ် IDV ကိုရောက်လာတယ်IDV မှာသူတို့ IDV ကဒီလူငယ်ကစားသမားလေးတွေကိုပညာရေးအတန်းပညာရေးထောက်ပံ့ပေးမယ်ဘောလုံးပညာရေးသင်ကြားပေးမယ်စာဝတ်နေထိုင်ရေးအကုန်ပြေလည်အောင်လုပ်ပေးမယ်ဆိုတော့ဒါသူတို့ရဲ့စနစ်ပေါ့နော်ဒီ academy ကြီးတွေရှိတယ်အဆောက်အအုံကောင်းတွေရှိတယ် gym တွေကအစတေချာဖွင့်ပြအောင်သူတို့လွန်ခဲ့တဲ့စနစ်လောက်တည်းက project အကြီးနဲ့သူတို့လှုပ်ဆောင်ခဲ့ကြတယ်ဆိုတော့ဒီထဲမှာ Asma Redas ကလူငယ်လေးပေါင်းများစွာကလေးပေါင်းများစွာ IDV ကိုရောက်လာကြတယ်အဲ့ထဲမှာတော့ဒါ William Pacho နဲ့ Hincapié ကတော့ကြီးခဲ့တဲ့2020 U20 နော်Copa Libertadores လို့ခေါ်တယ်သူတို့ရဲ့တောင်အမေရိကရဲ့ Champion League ပေါ့လေတောင်အမေရိကရဲ့ Champion League U20 လူငယ် Champion League မှာ2020တော့ပိုဆွဲခဲ့တယ်အသင်းပေါ်အနေနဲ့ Hincapié နဲ့ William Pacho IDV အသင်းအတွက်ပေါ့လေဆိုတော့ဒီတောင်အမေရိကရဲ့ Champion League ဆိုတာတကယ်တော့ခက်တယ်ဗျာနော်အရင်တော့ကလည်းဒီတခြားနိုင်ငံကမပြောနဲ့ဒီ Ecuador ရဲ့မြို့တော်က ATU Quito ဆိုတဲ့ club ကလည်းဒါနာမည်ကြီးပဲအဲ့တော့ဆိုတော့ဒီပြိုင်ပွဲမှာကနော်ဒါဘရာဇီးမှာဆိုရင်ကျွန်တော်တို့လူငယ်အသင်းတွေဆိုနာမည်ကြီးပါတော့ဒါ Santos เนาะဥရောပထုတ်ကုန်တွေအများကြီး Santos တို့ Flamingos တို့ Palmeiras တို့เนาะ Argentina မှာဆိုလဲ Boca Juniors River Plate စသဖြင့်ပေါ့ဒီလို club တွေကိုကြော်ဖြတ်ပြီးတော့ Hincapié တို့William Pacho တို့ရဲ့ IDV အသင်းကပိုဆွဲတယ်လူငယ် Champion League လူငယ်တောင်အမေရိက Champion League မှာပိုဆွဲတယ်ဆိုတော့အဲ့ကနေပြီးတော့အခုပြီးခဲ့တဲ့2026 Budapest Final Champion League Budapest Final မှာကြတော့သူတို့နှစ်ယောက်ကပြိုင်ဘက်အဖြစ်ရေးဆိုင်ခဲ့ကြတယ်အခုတစ်ခါလာပြီးတော့ဒါအမေရိကန်ကမ္ဘာဖလားကြတော့သူတို့အသင်းပေါ်အနေနဲ့ Ecuador လက်ရွေးစင်တဲ့အတွက်တ
တိုက်ပွဲဆင်ကြအောင်မယ်ဆိုတော့ဒီအကြောင်းအရာလေးတွေကတော်တော်လေးကိုစိတ်ဝင်စားစရာကောင်းပါတယ်ဆိုတော့အခု Ecuador အသင်းမှာကကျွန်တော် Moises Caicedo เนาะအများကြီးပဲဗျာ Hincapié တို့ William Pacho တို့ပြီးရင်တိုက်ဆက်မှာဦးဆောင်မဲ့ Ana Valencia တို့ရှိနေသေးတယ်ဆိုတော့ဒီ ITV ကနေပြီးတော့ဒီ Academy ကနေပြီးတော့ဥရောပပို့ကုန်တွေအများကြီးလုပ်တယ် Talent Expo Nation ဖြစ်လာတယ်ဆိုတော့ဒီရဲ့ဆက်ဆက်မှုကနေပြီးတော့လေရွေးစင်အသင်းအောင်မြင်နိုင်လားဆိုအများကြီးအောင်မြင်နိုင်တာပေါ့เนาะဆိုတော့ဒီ ITV အကြောင်းလေးကိုဆက်ပြောရင် ITV ကကျွန်တော်တို့သူတို့ဘယ်လိုလဲပတ်လဲဆိုတော့သူတို့ budget တွေအများကြီးကိုအဓိကရလာတဲ့သူတို့ budget တွေအများကြီးပေါ့နော်ဒီဝင်ငွေတွေအများကြီးကိုသူတို့ဒီ academy အတွက်ကိုပဲသူတို့ပြန်ပြီးတော့တုံးတယ်ဒီအစောအုံတွေကိုအစစ်မြင့်တင်မယ်ပြီးရင်သူတို့ရဲ့ scouting network ကိုကြီးတဲ့ကြီးအောင်ချဲ့တယ်သူတို့ရဲ့ scouting network ဒီ Esmeraldas ကိုတွားပြီးကင်းထောက်အဖွဲ့network ကိုကြီးတဲ့ကြီးအောင်ချဲ့တယ်ချဲ့ပြီးွားရင်သူတို့ဒီလူငယ်ကစားသမားလေးကလေးလေးတယောက်ဗျာ12နှစ်ဒီ12နှစ်ကစားသမားလေးကိုကအစဥပမာကျွန်တော်ငငယ်တုန်းကဆို12နှစ်ဆိုရင် knee step ဘိုင်းသင်ရမယ်ဗျာနော် knee step ဘိုင်းဆိုတာကျွန်တော်တို့ပြိုင်ဘက်ကလာလူမယ်ဘောလုံးနဲ့ပြိုင်ဘက်နဲ့ကြားထဲမှာကိုယ်ခန္ဓာကိုယ်ကိုထားမယ်ခန္ဓာကိုယ်ဘယ်လို degree ယူရမယ်စသဖြင့်ဘယ်လို pass ပေးရမယ်ကန်ချကြရဘယ်လိုချတတ်ထားမျိုးတွေပေါ့ဒီ ITV မှာကြတော့ဒီ independent Devari မှာကြတော့12နှစ်ကလေးကိုအစဒီ knee step ဘိုင်းအပြင် knee view က understanding tactical awareness တွေပါတကယ်ကိုပေးနေဆိုတော့အဲ့မှာအဓိကသင်ကြားပေးတဲ့ဘောလုံးပညာအရဆိုရင် knee step ဘိုင်းရှိမယ်ပြီးရင် tactical understanding ရှိမယ်ပြီးသွားရင်ကျွန်တော်တို့ physical development ပေါ့နော်ဒီ physical ကအားကောင်းပြီးသားပါသူတို့ရုပ်ပိုင်းဆိုင်ရာအရာလူကောင်းကြီးလောင်အဲ့ဒါတွေကိုဒီဘယ်လိုပဲအာဟာရဗေဒပညာရှင်တွေတိကျကိုပံ့ပိုးပေးတယ်ပြီးတော့သူတို့ငယ်စဉ်တွေက7နှစ်လောက်တည်းကလေ့ကျင့်ရတဲ့ကစားဟန်က Europe style ကို prepare လုပ်ပေးထားတယ်เนาะဒီဥရောပကိုပို့မယ်ဆိုတဲ့ရည်ရွယ်ချက်နဲ့အဲ့မှာ Europe style ကတော့တကယ်ကိုပြင်းထန်တဲ့ကိုယ့်ရဲ့ Ecuador ရဲ့ nature နဲ့လည်းကိုက်တဲ့ဒါ Premier League တို့ Bundesliga တို့သူတို့အထူးပြတ်မှတ်ထားတယ်ဆိုတော့အဲ့ကနေပြီးတော့အခု Bundesliga မှာလည်း Ecuador ကစားသမားတွေအများကြီးPremier League မှာလည်းအများကြီးခုနာမည်ကျော်တွေခုနကျွန်တော်ပြောခဲ့တဲ့နာမည်ကျော်တွေလည်းရှိနေတယ်ဆိုတော့သူတို့အဲ့ကစားသမားတွေကိုရောင်းထုတ်ပြီးတော့ ITV ကတကယ်နာမည်ကြီးကစားသမားတွေကိုပြန်ခေါ်လာဆိုရင်မခေါ်ဘူးအဲ့ရလာတဲ့ပတ်စံတွေကိုကျွန်တော်ခုနပြောတဲ့ scouting network အတွက်ပြန်ပြီးတော့သုံးတယ်ဒီ academy အဆောက်အုံမြင့်တင်ရေးအတွက်ပြန်ပြီးတော့အသုံးပြုတယ်ဆိုတော့ဒီဟာတော်တော်လေးတော့စိတ်ဝင်စားစရာကောင်းတယ်လူငယ်မျိုးဆက်ဒီနိုင်ငံအတွက်ပို့ပြီးတော့ရည်ရွယ်တယ်ပေါ့လေကလပ်တစ်ခုတည်းဆိုတာတဲ့ပို့သွားပြီအဲ့ဒါတွေကြတော့ဆိုတော့ဥရောပကစကောက်တွေကလည်းဘာလို့ Ecuador ကိုခြေချရှုံနေဥရောပစကောက်အများစုကမြို့တော်ကီတိုမှာလာပြီးတော့ခြေရှုံကြတယ်ဆိုတာဘရာဇီးကလူငယ်ကစားသမားလေးတယောက်အသက်15 16ကိုဒီပါရမီရှင်အလားလာရှိတယ်ခေါ်မယ်ဆိုရင်ဒါပေါင်တန်း20 30ကြားလောက်ပေါက်နိုင်တယ်အာဂျင်တီးနားလည်းဒီလိုပဲเนาะ IS မှာလည်းဒီလိုပဲဒါမဲ့ Ecuador မှာကျတော့အဲ့လောက်ကြီးကုန်ကြစိတ်မရှိဘူးအနည်းဆုံး5 6 6လောက်ကအများကြီးတက်လာတယ်ဟိုတလောကပဲဒါ Arsenal ဆိုရင် Ecuador ရဲ့အမှားညီနောင်လေးငငယ်လေးပဲရှိသေးတယ်เนาะ10နှစ်ကျော်အဲ့ဝင်းကျင်ကလောက်ပဲရှိသေးတယ်အမှားညီကိုနှစ်ယောက်လုံးကိုခေါ်ပလိုက်တယ်ဆိုတော့ဒါကဘာကိုဖော်ပြလဲဆိုတော့သူတို့ဥရောပကိုဒိုက်တင်ပို့နိုင်နေတဲ့အနေအထားတစ်ခုဖြစ်လာတယ်တကယ် Talent Expo Nation ဖြစ်လာတယ်တောင်အမေရိကရဲ့ IS ဖြစ်လာတယ်ဆိုတာကိုကျွန်တော်တို့သွားပြီးတော့မြင်အောင်မိတယ်ဖော်ခန်းစားမိတယ်ပေါ့လေဆိုတော့ကျွန်တော်တို့အဓိကခုနပြောတဲ့ Hincapié William Pacho အပြင် Moises Caicedo ဒီ3ယောက်ကဒါမဲ့ကမ္ဘာဖလားမှာ Ecuador အသင်းကိုဥဆောင်မဲ့3ယောက်ပဲဆိုတော့ရလက်တွေအရာပြန်ကြည့်လိုက်တော့လေသူတို့အာဂျင်တီးနားနီးပြကိုခန့်ပြီးတဲ့နောက်ပိုင်းတပွဲပဲရှုံးထားတယ်အဲ့တပွဲပဲရှုံးပြီးနောက်ထပ်ပွဲအများကြီးရှုံးထားဘူးစက်တိုက်နိုင်ထားတာဒီကမ္ဘာဖလားခြေစစ်ပွဲအတွက်လေသူတို့18ပွဲမှာ2ပွဲပဲရှုံးတယ်ရှုံးတဲ့2ပွဲကလည်းဘရာဇီးအင်ကွင်းမှာရှုံးတယ်အာဂျင်တီးနားအင်ကွင်းမှာရှုံးတယ်အဲ့နှစ်သင်းလုံးကိုသူတို့အင်ကွင်းရောက်တဲ့ခါမှာဘရာဇီးကိုတေးခံကစားတယ်အာဂျင်တီးနားကိုနိုင်အောင်ကစားတယ်အဲ့18ပွဲကနေပြီးတော့သူတို့အဆင့်2ရတယ်အာဂျင်တီးနားကအဆင့်1အီကွေဒေါကအဆင့်2ပြီးတော့ပိုပြီးအောင်စရာကောင်းတာ18ပွဲကစားပြီး9ဂိုးပဲပေးခဲ့ရတဲ့ခံစစ်ကဒီဟင်ကာပီဝီလီယံပါချိုမိုက်ဆက်ကိုက်စီတို့ဘယ်လောက်တော့အားကောင်းနေဆိုတဲ့အနေအထားမျိုးကိုဖော်ပြရတယ်ပေါ့လေဆိုတော့ဒီမှာကျွန်တော်အီကွေဒေါကိုကမ္ဘာဖလားအောင်မြင်မယ်ဆိုတာဒီအကြောင်းအရာတွေအကြောင်းလို့ပြောရမယ်နည်းကြောင်တော်တော့နိုင်တာပေါ့အဲ့တော့အောင်မြင်မယ်ဆိုတော့ကျွန်တော်ခုနပြောလို့ပဲ expectation ကရှိပြီးသားဗျာကမ္ဘာဖလားကြီးကံမြောက်မှအောင်မြင်တာမဟုတ်ဘူးအီကွေဒေါအတွက်ဆိုရင်ဒါ quarter final လောက်ရောက်မယ်ဆိုလေဒါအောင်မြင်တယ်လို့ပြောလို့ရတယ်ဒီတော့အီကွေဒေါကပြီးခဲ့တဲ့2020ကမ္ဘာဖလားတုန်းကကြာတော့နော်အုပ်စုဆင်းကနေလှည့်ပြန်ခဲ့ရတာစီနီကိုကိုနောက်ဆုံးပွဲဆို2-1နဲ့ရှုံးတယ်ဒါပေမဲ့အဲ့တဲ့အထင်ကြီးစရာခြေစွမ်းကိုကျွန်တော်နယ်သာလန်နဲ့ပွဲမှာမြင်တွေ့ရတယ်ဆိုတော့နယ်သာလန်ဗျာ1-1တေးကြတဲ့အဲ့ပွဲမှာကော်ရီကပ်ပိုကအဖွင့်ကို6မိနစ်ထဲကသွင်းတယ်နောက်ပိုင်းတော့ဒါအီကွေဒေါကပြန်ပြီးခြေပါကိုသွင်းတယ်ပေါ့ဒါပေမဲ့အဲ့မှာ stat ကိုကြည့်လိုက်တော့အောင်စရာကောင်းတာကဒီကမ္ဘာဖလားအသင်းကြီးတွေရဲ့ဟိုစံချိန်အောင်ဖြစ်လာနယ်သာလန်က HG value 0.1 ပဲရှိ0.1 နဲ့တကိုးရထားတာအဲ့ကော်ရီကပ်ပိုရဲ့ခိုးကတစ်ဖက်မှာဒါဒီအီကွေဒေါရဲ့ HG value ကကြောင့် 1.7 ဒီပါလောက်တွေရှိတယ်ဒါကြီးကတော်တော်ကြီးကိုကျန်းလွန်းတယ်ပေါ့နော်ဒီပွဲကိုလည်းကျွန်တော်ကြည့်လိုက်ရတဲ့အခါမှာအီကွေဒေါအဲ့ဒီကသတိထားမိတယ်ဆိုတော့ဒီ2026အမေရိကန်ကမ္ဘာဖလားမှာအီကွေဒေါကိုကျွန်တော်ဖြတ်မြင်းအသင်းလို့ပြောရမှာအားနာတယ်အဲ့လိုဖြတ်မြင်းအသင်းလို့ပြောရမယ်အားနာတယ်နှစ်သင်းရှိတယ်ဂျပန်ရဲ့အီကွေဒေါရဲ့
နော်ဆိုတော့ဖြတ်မြင့်အဆင့်ထက်ပိုတယ်ပေါ့လေခံစားရတာပွဲပြိုင်ပွဲမှာတော့ဘာဖြစ်မလဲမသိပြီးတော့သူတို့ရဲ့ကစားပုံကခန်းစစ်ကိုကြည့်လေးရှိတယ်ဒီ vertical compass နဲ့ horizontal compass နဲ့အရင်ကိုကြစ်ထားတယ်ခန်းစစ်ကိုထိုင်ကစားတယ်ဒါပေမဲ့အသေးကြီးမဟုတ်ဘူးသူတို့ခင်မြန်းတဲ့ counter တိုက်စစ်နဲ့ဒိုင်းဘက်တွေကိုဒုက္ခပေးတယ်ဆိုတဲ့ပုံစံမျိုးကိုလည်းကျွန်တော်မြင်တွေ့ရတယ်သူတို့ရဲ့ကစားဟန်ကတကယ်ကိုအခုကပ္ပဖလားမှာအသင်းတိုင်းကြောက်ရမယ်အသင်းကြီးအသင်းငယ်မရွေးကြောက်ရမယ်ကစားပုံတွေအခုလည်းဖြစ်တယ်ဆိုတော့ Ecuador အသင်းလာမယ့်ကပ္ပဖလားမှာဘာတွေဆက်ဖြစ်လာမလဲတော့မသိဘူးအခုသူတို့ရဲ့ project လောက်ဆောင်ထားတဲ့အရာကတော့တော်တော်လေးကိုအထီးကြီးကောင်းတယ်ဒီ IDB ဆိုတော့ IDB ဆိုရင်အရင်တော့ကဆိုဗျာသူတို့ရဲ့ဒီ Ecuador ရဲ့ Liga Pro ပေါ့နော် Liga Pro League ပေါ့ဒီ League မှာဆိုရင်သူတို့ရဲ့အမှတ်ပေးစရာပေါ့အမှတ်ပေး Champion အခုဆိုရင်ဖြစ်လာနေပြီအရင်တော့ကတော့ဒီ LDU Quito ပေါ့နော်ဒီမျိုးတော့အသင်းဒီအသင်းတွေကိုသူတို့အခုဆိုကြော်ဖြတ်လာနိုင်ပြီသူတို့ရဲ့ခါသီးပြိုင်ဘက်တွေကိုအချင်းချင်းအနိုင်ယူလာနိုင်ပြီဆိုတော့သူတို့ရဲ့အသင်းကြီး Champion League ပေါ့တောင်အမေရိကရဲ့ Champion League မှာသူတို့ပုံမဆွဲဘူးသေးဘူးဒါလူငယ်အသင်းက2020တုန်းက U20 အနေနဲ့ပေါ့လေခုနဟန်ကာပီတို့ဝီလီယံပါချိုနဲ့သူ IDB ကပိုဆွဲထားတယ်ဆိုတော့လူကြီးအသင်းမှာပုံမဆွဲတာလည်းမထူးဆန်းဘူးဗျာသူတို့ကဒီအသက်နည်းနည်းလေး20ဝန်းကျင်လောက်ရောက်လာပြီသူတို့ဘောက်ကိုတင်သွင်းတာကိုနောက်ထပ်လူငယ်တွေပြန်ပြီးမွေးထုတ်တဲ့အသင်းဖြစ်နေရလဲပါတာပေါ့လေဆိုတော့ဒီ IDV နော် Quito Sangoki ဒီမြို့ဒီ academy တွေကိုအခြေကုပ်ယူပြီးတော့ Ecuador အသင်းလက်ရွေးစင်အသင်းမှာအများကြီးတက်ရောက်မှုရှိမယ်လို့ကျွန်တော်ယုံကြည်တယ်။ဒါကြောင့် Ecuador ကကမ္ဘာဖလားမှာအောင်မြင်မယ်လို့ကျွန်တော်ပြောရတယ်။အောင်မြင်မယ်ဆိုတာကကျွန်တော်ခုနပြောသလိုပဲဖလားမြောက်မှာတော့မဟုတ်ဘူး။ quarter final လောက်ရောက်ရင်အောင်မြင်မယ်လို့ကျွန်တော်ခံစားရတယ်။ပြီးတော့သူတို့မှာတကယ်လူငယ်ကျယ်ပွင့်နေလည်းရှိတယ်။ River Plate မှာကစားနေတဲ့ဒီ Payet ဆိုတဲ့ဘယ်တောင်မှန်ကစားသမားလေးဆိုလည်းတော်တော်လေးကိုကောင်းတယ်။ Ana Valencia တိုက်စစ်မှာအသက်ကြီးပြီဒါ Ana Valencia ကိုသိပါတယ်ဒါ West Ham တို့ Everton တို့မှာကစားခဲ့တာပေါ့နော် Premier League ပြည်တွေမစိမ်းအသက်ကြီးပြီဆိုပေမဲ့သူတို့ရဲ့ကစားအားကအခုချိန်တည်းအသက်ကြီးပြီမခေဘူးအနောက်မှာလည်းတကယ်လူငယ်ကစားသမားအများစုနဲ့ဝန်းရံထားတယ်ဆိုတဲ့အနေအထားက Ecuador ကဖြတ်မြင့်အထက်တော့ပိုလိမ့်မယ်လို့တော့ကျွန်တော်ယူဆပါတယ်ဆိုတော့ဒီစီဇန်လေးကိုကြည့်ရှုအားပေးခဲ့တဲ့ Press MU ပရိသတ်တယောက်ချင်းစီတိုင်းကိုအထူးပဲကျေးဇူးတင်ရှိပါတယ်နောက်စီဇန်တွေမှာပြန်လည်တွေ့ဆုံပါမယ်ခင်ဗျ